လိုက်ဖူးသူတွေမြင်မာလာတော့ရှင်မရင်လို့ချီးမွမ်းခံဖွင့်ကြမယ်လူတို့တဘောတဘာဝစင်ပြေရင်ထဲမတွန်းနဲ့လေနိုင်ရှုံးရှိတဲ့ဘဝမှာမဒီလေခင်ရှုံးပေးရတဲ့ခဏကောင်းစားအိမ်မဲများစွာပုံစားလည်းမကွန်းရှိရင်လာဆုံးမနဲ့ပြန်များစွာရေးစားတယ်လို့ငတ်မွလိုက်စမ်းမှာရောင်ဆောင်မင်းစိတ်ဆန္ဒမှာလမ်းမမဘူးတတိတော်ရှိပါဖြူတဲ့တဲတဲမျောလင်းကရင်မပိုက်ထွေးလို့အိမ်မဲပါမျောလချင်းမနေတဲ့မှာမင်းမတော်နဲ့မင်းမတော်လိုက်နဲ့လေကလေးတယောက်ရဲ့ဘဝလို့ပြစီရင်ရောက်မပြောင်းနဲ့ရောက်မပြောင်းလိုက်နဲ့လေရိုးသားတဲ့ဘဝကိုပေါ်ပေါ်ရင်မူမြတ်တဲ့စိတ်ကလေးနဲ့တမိုးပြင်းတဲ့နေတွေကြော်ပြည့်စီနာအတင်းစမ်းမမင်းတန်ခွဲနေလေအချိန်တန်လူတိုင်းသွားရမယ်အနိဋ္ဌာတော်နေတဲ့ပိုင်ဆိုင်စရာမရှိတဲ့တင်ချိုင်းရာရောင်ဆောင်မင်းစိတ်ဆန္ဒမှာလက်မမြောက်ဘူးတတိတော်ရှိပါဖြူတဲ့တဲတဲမျောလင်းကရင်မပိုက်ထွေးလို့အိမ်မဲပါမျောလိုက်ခြင်းမနေတဲ့